ပြောင်းလဲတော့ကမလေးအပိုင်းစုဟဲ့ကမလေးငါခုဒီမျိုးနေအမလားနဲ့15နှစ်တောင်ပြည့်နေပြီကျော်လေးရလေတမီးရောလေအဲ့လိုကြည့်ပဲကျော်လေးအပြင်ထွက်မလားဈေးဝယ်မလို့မလားဟုတ်တယ်ဟဲ့ဒီဈေးဝယ်သားမလားနော်ခုနေခုအိမ်မှာလှုပ်ရှားရှိရလောက်တာပြီးတော့မို့လို့ဖူးကြဦးနော်ကဲပါရှင်နောက်ခဏနော်အေးငါပြရတယ်လေငါလာခဲ့ရတယ်အကုန်ပြီးဆရာမယ်နော်ကဲပါရှင်အဲ့ဆိုသွားလိုက်အောင်မယ်ကဲငါအတော်ကလည်းပြောခဲ့ဟဲ့ဒေါ်လေးကလည်းဘာမှလည်းမသိဘူးဟင်းချက်ထားအောင်မယ်ငါအလုပ်လည်းပြီးကြငါအလုပ်အောင်မှမြို့ချင်ပတ်စံကလည်းထပ်လွှဲအောင်မယ်ဒေါ်လေးတွေဒေါ်လေးစေးဝဲတာနေရမှာဖြစ်သေးပါဘူးဒီတိုင်းဆိုရင်ဖြစ်သေးဘူးအမှလည်းပြင်မစရာအများကြီးရှိတယ်ဒါမှလည်းကကျိုးစားမှာပဲကဲငါယူထုတ်လိုက်ပါဦးမယ်ကဲချိုးရတာတောင်းပါလေဟိုလေးချိုးရတော့လေအဆင်မပြေပါဘူးအပေါ်တိတ်မကြိုက်တော့ကြတယ်ဟိုဘက်ကရေးဆိုတော့တော့မှာပဲလို့ကဲဒီလိုချိုးပြီးပြီဆိုတော့ဝယ်စားလေးသွားလိုက်ပြီးကြလာအလုပ်တွေသွားအလုပ်မသွားခင်တော့အလုပ်ကတော့မဟုတ်ပါဘူးငါအလုပ်ကဒီတိုင်းမတော့နေလို့ဒီပိုင်းရှင်းရတယ်ဘိုင်းနိုင်ပေါ့ငါမျိုးဒီမှာတက်လို့ရတာကားတော့လည်းပြူးစားရတယ်လေကဲစကားများလို့မဖြစ်ဘူးတော်လေးပြောင်းလိုက်ငါအစိုးနေအောင်မယ်ကျဝစားလေးပါလေရအောင်မယ်မဟဲဝစားလေးလည်းပြီးဒီလိုလည်းတိတ်ပြီးပြီဆိုတော့လေငါအလောက်ကလည်းတယ်လေးငါလည်းဆိုင်အများရှိတယ်ကဲငါလည်းဆိုင်လည်းဘယ်နည်းမှပြီးမလဲမသိဘူးဟဲ့ကဲအဲ့တော့လေငါခုမူလေးသွားပြီးတော့ခိုးအောင်မလဲကဲမခိုးပါလေတော့ကိုခိုးကဲခိုးမူလေးခိုးလိုက်ပါမယ်ကဲမူလေးခိုးပြီးပြီဆိုတော့အောင်မယ်မင်းကတော့ကိုလောက်ချနေပြီပါလားဒီရချဲအောင်လောက်ကလောတဲ့ကြိုင်ကစစ်ကြနေပါပြီဟဲ့ကြိုင်လို့ဟင်းချရအောင်ချက်ပင်ဖြူရခွာအောင်မယ်လူတွေကိုရှုံလာကဲချက်ပြီးလို့လေစပယ်ကုံပေါ်လဲပယ်ပြီးပြီငါရရမှာလဲရင်းတကားမှမရှိဆိုတော့ရှုံရပူးနေတော့မလို့ငါမစားသေးဘူးအကောင်လေးကိုစားအောင်ငါလုံးလေးလုံးမှလောလည်းမလဲပါလားဟာတော့ဘယ်ကနေလဲမသိလားဟဲ့နင်းတော်လေးပါဟဲ့တော်လေးလာခဲ့လေအေးဟဲ့ငါခိုင်းရဟာအကုန်ပြီးလားပြီးတာပေါ့အေးနေရောချိုးပြီးတာပြီးပြီလေအခုမှလက်တင်လုံးနေတာဒီထမင်းလေးချက်ပြီးနော်ချက်ပြီးလို့ဆွေးတဲ့တော်လုံးပြီးလေတော်လေးရတယ်အေးအဲ့လိုလုံးမှာဒီနေ့နောက်ခါကျရင်ငါလေမြို့ပေါ်တခိုင်းမယ်မြို့ပေါ်မှာအလုံးမလုပ်ခိုင်းမယ်နဲ့ဒီတိုင်းနားမယ်အလုံးလုပ်ခိုင်းနေဆိုရင်ဒါမှအလုံးမလုပ်ခိုင်းမယ်ဒီတိုင်းအစင်နာပြီးပတ်ဆိုင်ရဟာငါလုပ်ခိုင်းမယ်ကင်းနော်ဟုတ်တာပါဟဲ့အဲ့ဒါညငါ့စီကငါရမသားလေးဆိုအဲ့လိုလုပ်နေတာအော်ဟုတ်လားအဲ့ဆိုတော်လေးလာခဲ့အောင်လေတော်လေးအဲ့ဆိုရင်တလေးဘယ်နည်းသွားရမှာလဲအမေကြီးကမျောနေသေးဘယ်နည်းသွားမှာလဲဆိုရင်လေဒီနေ့သွားမှာဟမ်ဒီနေ့သွားမှာလားအဲ့ဆိုlaptop ရရင်ပြောမနေနဲ့အိတ်စီကနေငါထွက်လိုက်မယ်ငါ laptop ကျန်လောက်ပါနဲ့တော်လေးကလည်းသမီးလောက်မှာလားအေးငါလည်းအိတ်ချပြီးဆိုတော့ထမင်းစားအောင်ဟဲ့ဟုတ်တော်လေးကဟိုထမင်းဝိုင်းစားလိုက်လေတော်လေးကလည်းအိမ်နာမှာထိုင်စားမှာလားဒါမှမသိလား
ရွှေ့ပေးမယ်နော်တော်လေးကိုဒီတိုင်းစားရမရှိဘူးနော်တော်လေးကိုဒီပါဟဲ့ဟာဆောလို့ကောင်းနေပြီဟုတ်ပါတော့သမီးရလေချက်တရောပါရောချက်သားရဝေးထားမလို့သမီးပတ်တာပန်းထားဒီပါတော့နီးအားချက်ကိုကောင်းလာသမီးအဲ့ဆိုအလုံးလေးပါလေးလုံးလောက်မလဲကဲအလောက်ကထပ်ပြီးအဲ့ဆိုတော်လေးဒီမှာတက်ကလေးနေရောသမီးလည်းအလုပ်သွားရမယ်အေးကဲတော်လေးအဲ့ဆိုတတနာအေးအားလုံးပဲအပိုင်းလေးကိုရောပြကြပါအောင်ရှင်